နိုင်ငံခြားရောက်နေတဲ့တငယ်ချင်းတွေပြောတာကြားဘူးတယ်သူများနိုင်ငံကဓာတ်ပေါက်ဘလောက်ကောင်းကောင်းဗမာဓာတ်ပေါက်ကိုမမီဘူးတဲ့အဲ့တော့ကျွန်တော်ဗမာဓာတ်ပေါက်ကိုအပြောင်းလဲလေးဖြစ်သွားအောင်ပဇွန်နဲ့ချက်ကြည့်မယ်ဗျပဇွန်ကိုဗီဒီယိုရဲ့အတိုင်းစေးကြောတန့်စင်ပြီးသွားရင်ဒိန်ရင်ပူစီနံကြက်သွန်ပြူဂျင်းစားစနွင်းအယောင်တင်မှုန့်လေးပါထက်မဆလာနဲ့လေးမွေးသွားအောင်မွေးလေးမဆလာပါထက်ပြီးရင်ဒီချာနေပြီးတော့နိုင်ဝက်လောက်နှက်ထားမယ်ဓာတ်ပေါက်ဆန်ကိုရေဆေးပြီးရင်ခဏရေစိမ်ထားမယ်ဗျအဲ့ဒီချိန်ဒီဘက်မှာနှိုစိမ့်ကိုအယောင်သွင်းထားမယ်တကယ်ကဂုံကုမန်လို့ခေါ်တဲ့ပန်းဝင်မှုံလေးတွေနဲ့နှိုစိမ့်နဲ့အယောင်သွင်းတာဗျကျွန်တော်ကတော့အဲ့ပန်းဝင်မှုံလေးမရှိလို့ food coloring လိမ်မော်လေးတုံးထားတယ်ဗျပြီးရင်ဓာတ်ပေါက်ထမင်းလေးမွေးသွားအောင်ကြက်သွန်နီကြော်ရဲ့ပူစီနံရဲ့မွေးလေးမဆလာရဲ့ကိုအခုလိုလေးနေထားလိုက်နော်ပဇွန်ဟင်းချက်ဖို့စီတက်ထားမယ်စီတက်လို့မွေးလာပြီဆိုရင်အခုလိုရေလေးကြိုပြီးလောင်းထည့်ထားမယ်ဘာဖြစ်လို့လဲဆိုတော့ပဇွန်ထည့်ပြီးမှရေထည့်မယ်ဆိုလို့ရှိရင်ပဇွန်ကအကျက်လွန်သွားမှာဆိုလို့အခုလိုချက်သွန်လဲနွမ်းရေလဲခန်းစားပြူလာပြီဆိုရင်မဆလာလေးအုပ်ပြီးတော့ပဇွန်ထည့်မယ်စီလဲပြန်ပြီပဇွန်လဲကြက်ပြီဆိုတော့ထမင်းတဲဖို့လုပ်မယ်ထမင်းကငှဲ့ချက်တယ်လို့မျိုးတဲရမှာနော်ရေနွေးဆူလာပြီဆိုရင်တိကျဘူးကောက်ကရဝေးလေးညင်ဖာလာစားတကြားနဲ့ဂီထောပတ်တွေကိုထည့်မယ်ရေစိမ်ထားတဲ့ဓာတ်ပေါက်ဆန်ကိုပါထည့်လိုက်မယ်ဗျအဖုံးအုပ်ပြီးတော့ထမင်းမဖြစ်တစ်ဖြစ်လေးကြီးတည်ထားလိုက်မယ်ထမင်းငှဲ့ပြီးရင်ဓာတ်ပေါက်ကိုထမင်းပေါင်းအုပ်နဲ့ပြန်ဖောက်မှာဆိုတော့ထမင်းပေါင်းအုပ်အောက်ခြေကိုအခုလိုဂီထောပတ်လေးတုပ်ထားမယ်အဲ့လိုနဲ့ထမင်းတစ်ထပ်ပဇွန်စီအနှစ်တစ်ထပ်ပြီးရင်ကြက်သွန်ကြော်နီလေးဖြူအဲ့လိုနဲ့အလွှာ3လွှာလောက်လုပ်ပြီးပြီဆိုလို့ရှိရင်ဒီဟိုစီနဲ့စပြည့်6လေးကိုကိုကြိုက်တဲ့လောက်လေးအပေါ်အုပ်လိုက်ပြီးရင်အယောင်တင်ထားတဲ့နှိုစိမ့်လေးကိုပါဆန်းလိုက်ရင်ဓာတ်ပေါက်ထမင်းနောက်ဆုံးအဆင့်အတွက် ready ဖြစ်ပါပြီအရန်စားကောင်းတဲ့ဗမာဓာတ်ပေါက်ချက်ဖို့အတွက်ကအဆင့်နေများပဲမခတ်ဘူးเนาะလိုက်လှူစားကြည့်ကျွန်တော်ကတော့အီပြေချင်းမောင်ဟင်းရည်လေးနဲ့ဆိုတော့အိုးဘလိုတောင်ကောင်းလဲဆိုတာဝေးလေးမဆလာနဲ့ချက်တဲ့ပဇွန်ဓာတ်ပေါက်ရော